weaving stitch အားလုံးပဲမင်္ဂလာပါအမအခုဒီ weaving stitch လုပ်ပြမယ်နော် weaving stitch ကကြတော့အရင်ဆုံးတိုင်လေးတွေထောင်ပဲပေါ့နော်အဲ့တော့ကိုယ်စိတ်ကြိုက်ဒီတိုင်လေးတွေကိုအမတို့အခုအမပုံမှာပြသလိုမျိုးတစ်ခုချင်းထိုးသွားမယ်နော်ဒီထိတ်နဲ့မထိုးနဲ့ချွန်းနဲ့ပတ်နဲ့မထိုးပါနဲ့ဒီနောက်ပိတ်လေးနဲ့ပဲယူပါနော်နောက်ပိတ်လေးနဲ့ဘယ်လိုယူမလဲဆိုတော့ तू ကဒါကိုဖိကျင်တယ်ဆိုအပေါ်အောက်ဒီလိုတကွက်ကြောကျိုးကိုယူသွားမှာဖြစ်ပါတယ်နော်ဒီလိုအပေါ်အောက်သွားပြီးပြီဆိုလို့ရှိရင်သူ့ရဲ့ဒီအောက်ကိုပြန်ထိုးပါမယ်နော်ပြီးသွားပြီဆိုရင်နောက်တစ်ခါပြန်ထွက်မယ်အဲ့ခါကျရင်သူကအပေါ်ကနေစန့်ကျင်ဘက်ပုံစံသွားရမှာပေါ့နော်ဘယ်လိုလဲဆိုတော့သူကဟောဒီမှာဒီတစ်ခုကနော်မတို့ဒီမှာအပေါ်ရောက်နေတယ်ပေါ့နော်အပေါ်ရောက်နေတယ်ဆိုဒီတစ်ခေါက်ကျရင်မတို့အောက်ကသွားရပါမယ်အောက်အပေါ်အဲ့လိုစန့်ကျင်ဘက်ပုံစံနဲ့သွားရမှာပါဒါမှသူကရက်ထားတဲ့ပုံစံပေါက်မှာမို့လို့နော်ဒီအမတို့ဒါကိုဒီကနေထွက်မယ်ဒီတစ်ခါမှာသူကဒီတစ်ခုကအောက်ရောက်သွားပြီတွေ့လားနော်ဒီကျိုးအနေရဲ့အောက်ကိုရောက်သွားပြီဆိုဒီတစ်ခေါက်ကကျိုးအနေရဲ့အပေါ်ပေါ့နော်အဲ့တော့ဒီမှာတစ်ခုဝင်အဲ့မှာကလန်းလုံးမရတော့ဘူးထင်လို့ရှိရင်ရက်လိုက်ရတယ်နော်ပုံနိုင်တဲ့လောက်ကလေးပဲကျိုးဆွဲဒါအောက်ရောက်နေတယ်ဒါအပေါ်ဆိုဒါအောက်ဒါအပေါ်ဒါအောက်ဒါအပေါ်အဲ့လိုမျိုးကိုမနိုင်တော့ရင်ရက်ပြီးတော့သွားလို့ရတယ်တကယ် weaving ရက်တဲ့ရက်ကနေမှာတော့ဒီလိုမျိုးရက်တာမျိုးလုပ်စရာမလိုဘူးပေါ့နော်ဒီတစ်ခါမှတော့ပြန်လာမယ်တို့ဒီတစ်ခါကျတော့အောက်ကပြန်သွားပါမယ်အောက်အပေါ်အောက်နော်အောက်အပေါ်โอเคပြီးရင်ဒါက weaving လုပ်တဲ့ပုံစံပါနော်